ကိုရီးယားလုံးမင်္ဂလာပါဗျာဖုတ်ဘောပိုင်ကေကနေကြိုတိုလိုက်ပါတယ်မနေ့ကလိုရက်မျိုးမှလည်းကျွန်တော်ရဲ့ညီကိုလေးအော်ဝင်ခဲ့ပြန်ပြီမနေ့က TikTok မှာတင်ပေးခဲ့တဲ့ Free Day Story Go Out 50စာရခဲ့တဲ့ Telegram Channel မှာတင်ပေးခဲ့တဲ့ကိတ်ပါဒီဘော်ဒီကတော့အပြေစားခဲ့တယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ညီကိုလေး2ရက်သက်တိုက်အော်ဝင်ခဲ့တဲ့ Free Day ကတော့ကဘာဖလာအဖွင့်ပွဲ9ရက်သက်တိုက်အရှုံးမရှိထားသေးဘူးနောက်ပြီးတော့10ရက်သက်တိုက် Free Day လုံးဝရှုံးထားခဲ့ခြင်းမရှိသေးဘူးဒါကြောင့်မလို့ကျွန်တော်ရဲ့ Free Day တွေကိုလိုက်ကစားတဲ့ညီကိုတွေအနေဖြင့်တော်တော်လေးအဆင်ပြေကြမယ်လို့မျှော်လင့်နေဒီနေ့မှလည်းထုံးတဲ့အတိုင်းပဲ TikTok မှာ Free Day တင်ပေးမယ်ကျန်တဲ့ပွဲစဉ်တွေကိုတော့ကျွန်တော်ရဲ့ Telegram Channel မှာတင်ပေးမှဖြစ်လို့ကျွန်တော်ရဲ့ Channel ကိုမ join ရသေးတဲ့ညီကိုတွေအနေဖြင့်ကျွန်တော်ရဲ့ Channel ကို join ထားလို့ရတယ်ရွေးချယ်ပေးမယ် Free Day ကတော့ပြင်သစ်အသင်းနဲ့ကျွန်တော်တို့စီနီဂေါအသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့အဖြေကပြင်သစ်အသင်းရဲ့တိုက်စစ်ကိုစီနီဂေါအသင်းရဲ့ခံစစ်အနေဖြင့်ဘယ်လောက်ထိတောင့်ခံသွားနိုင်မလဲဆိုတဲ့အပေါ်ပါမယ်မူတည်တာဖြစ်တယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ကရှင်တဲ့ပြင်သစ်ဘော်ဒီကိုကြိုက်တယ်လက်ရှိဖွင့်သစ်ထားတဲ့အနေအထားအရပြင်သစ်အနေဖြင့်တကူသို့မဟုတ်နှစ်ကူကနေစကြည့်ရနိုင်မယ်လို့ကျွန်တော်ကယုံကြည်တယ်ဘာလို့လဲဆိုတော့ဒီနေ့ကစားမဲ့အာဂျင်တီးနားနဲ့အဂျီရီးယားပွဲစဉ်မှာလက်ရှိ FIFA ranking အဆင့်1ဖြစ်တဲ့အာဂျင်တီးနားအနေဖြင့် FIFA ranking 28ဖြစ်တဲ့အဂျီရီးယားကို1.30ပဲဖွင့်ခဲ့ပြီးတော့လက်ရှိ FIFA အဆင့်3ပဲရှိတဲ့ပြင်သစ်က FIFA အဆင့်15ရှိတဲ့လက်ရှိဖောင်လဲကောင်းနေတဲ့စီနီဂေါကို1.20ထိဖွင့်ထားဝင်ရရင်တော့ဒီဝဲစဉ်ကတေချာပေါက်ပြင်သစ်အနိုင်ပဲလို့ကျွန်တော်ကယုံကြည်တယ်။နောက်ပြီးတော့လက်ရှိ World Cup မှာပြင်သစ်အသင်းရဲ့တိုက်စစ်ကအကောင်းဆုံးဖြစ်တဲ့လက်ရှိတိုက်စစ်မှာဆိုရင်အမ်ဘဘီရှိမယ်ဒမ်ဘီဒီရှိမယ်တောင်မန်တစ်ဖက်မှာဆိုရင်ကျွန်တော်တို့ဒူရေးရှိမယ်လက်ရှိဖောင်အကောင်းဆုံးလို့ပြောရမယ် ODC ရှိမယ်ဒီလိုတိုက်စစ်ကိုစီနီဂေါအသင်းရခံတဲ့အနေဖြင့်မိနစ်60ပြည့်ဘယ်လိုမှမထိန်ချုံနိုင်ဘူးလို့ကျွန်တော်ကတော့ယူဆတယ်ဒါကြောင့်မလို့ဒီနေ့မှာတော့အနိုင်သေးကြတဲ့ပြင်သစ်ကိုညီကိုတို့အတွက် free ရွေးချယ်ပေးခြင်းပါတယ်ညီကိုတွေအားလုံးပဲတာပျော်ရွှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးပဲ good luck ပါဗျာ